ဖြာပေါ်မှာမတက်ရဲ့အနေထားနဲ့နေမယ်ဘေးတိုက်ပြပေးမယ်ဖြာရဲ့အလယ်မှာခြေထောက်နှစ်ဖက်ကိုစုပြီးရက်မယ်ခြေမချင်းချင်းထိမယ်ခြေပွားအတွဲဆောင်ချင်းချင်းထိထားမယ်ခြေဖနောက်ချင်းချင်းထိခြေပွားတစ်ပြင်းလုံးပေါ်မှာခန္ဓာကိုယ်ရဲ့ weight ကညီတူမျှတူထားမယ်ဒူးဆန်နေမှတင်ပေါင်ရှိကြွက်သားတွေကိုမှတင်ထားမယ်ဒီစီးကုံနေရာကနေစပြီးတော့မှခန္ဓာကိုယ်ရဲ့အရှိတ်ဘက်ချက်တစ်ခုလုံးမှတင်လာပြီးတော့ညနေချက်ဘက်ကိုဆန်ထုတ်မယ်ပခုံးဟိုရှေ့ကိုပို့တဲ့အပေါ်မှတင်နောက်ဘက်ကိုဆွဲချလိုက်မယ်ကိုယ့်ရဲ့လက်ကပုံမှန်ထက်ပိုရှိလာမယ်လက်ချောင်းလေးဒီချာလေးဆက်လာမယ်နှလုံးလေးအရှိတဲ့ကိုကြည့်မယ်ရှုသွင်းရှုထုံးနဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်ခံစားကြည့်နော်ခန္ဓာကိုယ်ရိုင်လာနိုင်မယ်ဘာဖြစ်လို့လဲဆိုတော့ခုမှစချင်းမတက်ရတာမို့လို့ခန္ဓာကိုယ်ရဲ့ဟန်ချက်ကိုထိန်းနိုင်တဲ့အတွက်အဲတော့မတက်ရတဲ့ post တွေမှာခြေထောက်ကအဓိကအရေးကြီးတယ်ခြေပွားအတွဲစားပြင်စားနေတဲ့ဒီချာလေးပြီးလာတဲ့လူဆန်နေမှတင်လာတဲ့one by out by နဲ့တွဲအောင် switch ကိုယ့်ရဲ့မိညာရိုးတွေကိုခြေထောက်ဘက်ကိုဆန်ထုတ်ထားတယ်။ရမနဲ့ပခုံးကိုလည်းဆွဲပေးထားတယ်။ရှုသွင်းရှုထုတ်လေးနဲ့ခန္ဓာကိုယ်ခံစားကြည့်။ဒီနေရာနေပြီးတော့မှကိုယ့်ရဲ့လက်နှစ်ဖက်ကိုအရှိကိုပခုံးနဲ့ဒီhandနဲ့ဆန်ထုတ်လိုက်။အဲ့မှာတံတောင်ကိုယ်ရဲ့နေရာကိုအတွင်းကိုဆွဲပေးထားတယ်။အဲ့ဒီတံတောင်နေရာလေးကိုညှစ်ထားတယ်။ဘာမှလုပ်စရာမလိုနော်။ခံစားချက်ကိုယ့်ရဲ့ခန္ဓာကိုယ်ခံစားကြည့်တံတောင်နေရာကိုတွားညှစ်လိုက်ရှေ့ကိုဆွဲယူလာတဲ့ပခုံးကိုအနားကိုပြန်တွန်းပို့လိုက်လက်ပြင်နှစ်ခုအချင်းချင်းနီးကပ်သွားတယ်ညံ့ရိုးနှစ်ခုကတစ်ခုနဲ့တစ်ခုဝေးသွားတယ်လို့ခံစားကြည့်ခန္ဓာကိုယ်လို့ဆောင်ချက်တွေကိုပြင်ဆင်မယ်ရှုသွင်းမယ်ရှုထုတ်တယ်လက်နှစ်ဖက်ကိုခေါင်းရဲ့အထက်ကိုမှာလာဒီနေရာမှာကိုယ့်ရဲ့ပခုံးနဲ့အနိဗ္ဗာန်ကိုတက်လာတယ်အဲ့ဒီပခုံးလေးကိုအောက်ဘက်ကိုပြန်လျှော့ချခါအရင်ကနေစပြီးတော့ခန္ဓာကိုယ်ဘေးတစ်လျှောက်လက်မောင်းအရင်လက်ချောင်းထိပ်ကိုဒီချာလေးစမ်းထုတ်ပါအမေပခုံးလေးကိုတော့မမြင်ဘူးပခုံးလေးရှော့ခဏရဲ့အပေါ်ပိုင်းအာယုံစားလိုက်တဲ့အချိန်မှာခဏရဲ့အောက်ပိုင်းခုနကကိုလုတ်ခဲ့တဲ့ဆောင်ချက်မြင်သွားပြီပြန်သွားမယ်ခြေပွားအတွဲဆောင်ပြင်ဆောင်တွေကိုပြန်ပြီးရင်ဒူးဆန်နေမှတင်ထားတဲ့ပေါင်ရှိထွက်လာတဲ့ည1 by အောက်ပိုင်းနဲ့အတွဲကိုဆွဲရှက်ခါးရဲ့ဒီလိုမကော့ဘူးမြင်ရကိုခြေထောက်ဘက်ကိုဆန်ထုတ်ရှုသွင်းရှုထုတ်လေးနဲ့ခဏလေးနေမယ်ခံစားကြည့်နေပြီးသွားပြီဆိုရင်လက်ကိုတာလေးပြန်ချမယ်ခုဒီတစ်ခါလက်ချောင်းတွေကိုရှက်လိုက်ပထမတစ်ခေါက်ရှက်တဲ့အချိန်မှာဘယ်ဘက်လက်ချောင်းတွေကညာဘက်လက်ချောင်းပေါ်မှာရှိတယ်ခုနပုံစံတိုင်းပဲပုံစံကြလေးမတက်ရဘူးပြီးသွားရင်လက်နှစ်ဖက်လုံးကိုပခုံးနဲ့တထန်းနဲ့ရှေ့ကိုဆန်ထုတ်လက်ပွားတစ်ပြင်းလုံးအရှေ့ကိုဆွဲပေးလိုက်အဲ့မှာသတိထားမယ်ကိုလက်ကိုရှက်ထားတာကလက်၅ချောင်းလုံးကိုတခြားရှက်ထားရလားဒါမှမဟုတ်ရင်လက်မနဲ့လက်တန်းလေးပြီးသွားပြီလားတခြားလေးအာရုံစိုက်မယ်နော်လက်၅ချောင်းလုံးကိုတခြားရှက်မယ်လက်မနဲ့လက်တန်းလေးပါပါစေပြီးသွားရင်လက်ပွားရဲ့ရှေ့မှာနံရံရှိနေလို့ခံစားကြည့်ကိုယ့်ရဲ့လက်ပွားကနံရံတွားတွန်းလိုက်အဲ့ချိန်မှာလက်ပွားတစ်ပြင်းလုံးကပြန့်လာသွားတယ်လက်ပွားတစ်ပြင်းလုံးကိုသုံးနေရရှက်ထားတဲ့လက်မရဲ့လက်တန်းလေးမပြီးသွားစေဘူးတတောင်အတွင်းကိုသွားညှစ်ထားတယ်တတောင်နေရာလေးသွားညှစ်ထားအဲ့ချိန်မှာကိုယ့်ရဲ့ပခုံးအရှိကိုမတည်လာဘူးအနောက်ကိုပြန်တွန်းပို့လိုက်မယ်ရှုသွင်းနဲ့ခန္ဓာကိုယ်လှုပ်ဆောင်ချက်တွေကိုပြန်ပြင်ဆင်မယ်ရှုထုတ်မယ်ကိုယ့်ရဲ့လက်နှစ်ဖက်လုံးကိုခေါင်းရဲ့အထက်ကိုမှပခုံးနဲ့နေရွက်လာမကတ်လာဘူးပခုံးလေးအောက်ဘက်ကိုပြန်လျှော့ချခန္ဓာကိုယ်ဘေးတစ်လျှော့လုံးဆန့်ထုတ်ထားလက်ပွားတစ်ပြင်းလုံးကိုပြန်ကာထားမယ်ဖြန့်ကျက်ထားမယ်ဒီမှာလက်တန်းလေးရှိရဲ့ဘက်ချမ်းကဒီလိုကြီးမဆောင်တက်လာစေဘူးလက်တန်းလေးရှိရဲ့ဘက်ကိုအနောက်ကိုများလေးဆွဲလိုက်အဲ့လိုများလေးဆွဲနေတော့မှလက်တစ်ချောင်းလုံးရဲ့အတွင်းဘက်ကိုလာထိကိုခံစားကြည့်မယ်လက်ပွားတစ်ပြင်းလုံးကမျက်နှာချက်ကိုတွန်းတင်နေရလို့ခံစားမယ်ခန္ဓာကိုယ်ရဲ့အောက်ပိုင်းနဲ့အာယုံလွတ်သွားဘူးရှုတဲ့ရှုထောက်လေးလုပ်မယ်နံရိုးတွေကိုလာမညှစ်ဘူးเนาะဒီနံရိုးတွေကိုသွားပြီးတော့မညှစ်လိုက်ဘူးနံရိုးတွေလျှော့ထားတယ်ပြီးတော့ဆိုရင်လက်ကိုပြန်ချโอเคဘက်ပြောင်းမယ်ညာဘက်လက်ချောင်းကဘက်လက်ချောင်းပေါ်မှာရှိမယ်ခုနကပုံစံတိုင်းပဲလက်ကိုပခုံးနဲ့တန်းနဲ့အရှေ့ကိုဆန်ထုတ်လက်ပွားတစ်ပြင်းလုံးအရှေ့ကိုဆွဲထည့်လိုက်လက်ငါးချောင်းကိုတခြားရှက်မယ်တထောင်နေရာကိုလာညှစ်ထားမြမနဲ့ပခုံးအနောက်ကိုပြန်တွန်းဖို့ရှုသွင်းခန္ဓာကိုယ်လှုပ်ဆောင်ချက်တွေကိုပြင်ဆင်မယ်ရှုထုတ်မယ်လက်ကိုခေါင်းရဲ့ထက်ပေါ်မှာလာပခုံးအောင်ဘက်ကိုပြန်လျှော့ချနံရိုးနေရာတွေလာမသုံးဘူးနံရိုးတွေကိုဒီလိုမျိုးကြီးအရှိကိုတုံးပို့လာနံရိုးတွေလျှော့ထားမယ်
one by out ပိုင်းနဲ့အတွင်းဆွဲရှက်မိညာရုံလေးခြေထောက်ဘက်ကိုဆန်ထုတ်ရှုသွင်းရှုထုတ်လေးနဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုခံစားကြည့်မယ်ပြီးသွားပြီဆိုတော့မှလက်ကိုအသားလေးပြန်လျှော့ရှက်ထားတဲ့လက်ကိုဖြီးမယ်ပြီးသွားပြီဆိုရင်ရှေ့ဘက်ကိုပြပေးမယ်နော်ခုကိုယ့်ရဲ့ခုနပုံစံတိုင်းပဲဖြာရဲ့အလယ်မှာမတက်ရက်တဲ့လက်နှစ်ဖက်ကဒီတင်မှာအယိုးလေးရှိအဲ့ဒီအယိုးပြီးနားလေးမှာထားထားမယ်တထောင်ကိုအနောက်ကိုတွန်းပို့တယ်ရင်ဘက်နဲ့ပခေါ်အနောက်ကိုဆွဲပို့တယ်ခြေထောက်နှစ်ဖက်ကိုတင်မှာကွာဝေးထပ်ပိုးပြီးတော့ခြေလိုက်ခြေဦးလေးတွင်းကိုနည်းနည်းလေးဆောင်းထားမယ်ခြေနောက်အပြင်ကိုထုတ်ထားမယ်အဓိကအရေးကြီးရသည်ကိုယ့်ရဲ့ခြေဝါးအတွင်းဆောင်ပြင်ဆောင်ကိုတခြားဖိထားဒူးဆန်တွေကိုမတင်ထားတယ်ဒီနေရာဒူးဆန်လို့ခေါ်တယ်ဒူးဆန်တွေမတင်ထားပေါင်ရှိကြွက်သားတွေကိုမတင်ထားတယ်ဒီနေရာလေးကနေစပြီးမှခန္ဓာကိုယ်ရဲ့အရှိတ်ဘက်ချက်တစ်ခုလုံးမတင်ပြီးတော့မျက်နှာချက်ဘက်ကိုစထုတ်ထားတယ်အဲ့တိုင်းပဲခန္ဓာကိုယ် weight တစ်ခုလုံးကခြေပွားတစ်ပြင်းလုံးပေါ်မှာညီတူမျှတူရှိမယ်ခန္ဓာကိုယ် weight ကိုအောက်ဘက်ကခြေထောက်ကြွက်သားတွေကိုအသုံးပြုပြီးတော့နေမယ်နော်ခန္ဓာကိုယ် weight ကိုခြေထောက်ကတည်ထားတယ်ရင်မနဲ့ပကုံးလေးအနောက်ဆွဲဖွင့်ထားတယ်ကိုဘာမှမလုပ်ဘူးဒီတိုင်းပဲခဏလေးနေမယ်ပြီးသွားပြီဆိုရင်ကိုယ့်ရဲ့ညာဘက်ခြေဦးကိုညာဘက်လေးကိုလှည့်မယ်ဘယ်ခြေဦးလေးကိုအတွင်းကိုလှည့်မယ်အများကြီးမလှည့်ဘူးနည်းနည်းပဲเนาะနောက်ဘက်ကခြေထောက်ကိုအရင်အာရုံစိုက်မယ်ဆန့်ထားတဲ့ခြေထောက်ကိုတစ်ချက်အရင်အာရုံစိုက်မယ်ခြေဘွားအတွင်းဆောင်ပြင်ဆောင်လေးကိုပြီးဒူးဆန်လေးကိုမတင်ပေါင်ရှိကြွက်သားလေးညှစ်ထားတယ်โอเคညာခြေထောက်အာရုံစိုက်ရအောင်ညာဘက်ခြေဘွားအတွင်းဆောင်ပြင်ဆောင်လေးပြီးညာဒူးဆန်မတင်ညာပေါင်ရှိကြွက်သားညှစ်ပြီးတော့ပြပြချင်းညာခြေထောက်ဆန့်ထုတ်မယ်အဲ့ဒီအချိန်မှာကိုယ့်ရဲ့ရင်ဘတ်နဲ့တင်မနှစ်ဖက်ကဒီညာခြေထောက်ဘက်ကိုလိုက်သွားတတ်တယ်idea ဒီကိုယ့်ရဲ့ရင်ဘတ်နဲ့စီးခုံကရှေ့ကိုပဲလှည့်ထားမှာအဲ့တော့ရှေ့ကိုဘယ်လိုဆွဲလှည့်မလဲဆိုရင်ခြေပွားတွေကိုသုံးမယ်ပေါင်ရှေ့ကြွက်သားတွေသုံး one by out ပိုင်းနဲ့အတွင်းကိုဆွဲရှက်ပြီးတော့ရင်ဘတ်နဲ့စီးခုံကိုရှေ့ဘက်ကိုဆွဲလှည့်လိုက်မယ်ရင်ဘတ်နဲ့ပခုံးလေးအနောက်ကိုဆွဲဖွင့်မယ်တထောင်လေးအနောက်ကိုတွန်းပို့ထားတယ်ဘာမှမလုပ်ဘူးအဲ့တိုင်းလေးပဲရှုသွင်းရှုထုတ်လေးနဲ့ခဏလေးနေမယ်ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုခံစားကြည့်တကယ်ရောကိုယ့်ရဲ့ခြေထောက်တွေကိုသုံးမိရဲ့လားခြေထောက်ရဲ့အရှိမရှေ့ခြေထောက်မှာ weight မရှိရဘူးအနောက်ခြေထောက်ကိုသုံးလေလေခန္ဓာကိုယ်ကဟန်ချက်ပိုရလိမ့်မယ်နော်ပြီးတော့ပြီဆိုရင်ညာလူလေးနည်းနည်းလေးကွေးပြီးတော့ညာခြေကိုအရှိကိုလှည့်မယ်အတွင်းလေးကိုနည်းနည်းလေးဆောင်းမယ်ပတ်ပြောင်းမယ်ဘယ်ခြေကိုဘယ်လိုတက်လေးလှည့်မယ်ညာခြေထောက်ကိုအရင်အာရုံစိုက်မယ်ညာဘက်ခြေဘွားအပြင်ဆောင်အတွင်းဆောင်နဲ့အားလုံးကိုပြီးဒူးဆောင်မတင်ပေါင်ရှိကြွက်သားအောင်ညှစ်ထားတယ်ဘယ်ဘက်ခြေဘွားအတွင်းဆောင်ပြင်ဆောင်နဲ့ပြီးဘယ်ဒူးဆောင်မတင်ဘယ်ဘက်ပေါင်ရှိကြွက်သားအောင်ညှစ်ပြီးတော့ခြေထောက်ကိုဆက်ပြပြချင်းကိုယ့်ရဲ့ရင်ဘတ်နဲ့စီကောင်ရှေ့ကိုဆွဲလိုက်မယ်ရင်ဘတ်နဲ့ပခုံးအနောက်ဆွဲခွင့်တောင်လေးအနောက်တွန်းပို့မယ်โอเคဒီနေရာမှာကိုယ့်ရဲ့အနောက်ဘက်ကိုတစ်ချက်ပြပေးမယ်နော်ဒီနောက်ဘက်ကဒီတင်မနှစ်ဖက်ကဒီလိုတစ်ဖက်ကိုမတက်လာရဘူးတင်မနှစ်ဖက်မီးညောင်လို့ကဖြာဘက်ကိုပဲတွန်းပို့ထားမယ်ခါကိုပေါ်ပြီးတင်မကိုအနောက်ဘက်ကိုမပစ်ထားဘူး one by out ပိုင်းနဲ့တွဲကိုဆွဲရှက်တင်မနှစ်ဖက်မီးညောင်လို့ဖြာဘက်ကိုတွန်းပို့ထားမယ်အဲ့ဒါကိုလုံနိုင်ဖို့အတွက်ဆိုရင်ခုနကပြောခဲ့တဲ့ပေါင်ရှိတွက်သားတွေကိုမတင်ထားရမယ် one by out ပိုင်းနဲ့တွဲကိုဆွဲရှက်ထားရမယ်ခြေဘွားအတွင်းဆောင်ပြင်ဆောင်နေပြီအဲ့ဒီလှုပ်ဆောင်ချက်တွေနဲ့အတူလေ့ကျင့်တော့မှကိုယ့်ရဲ့မီးညာလုံးနဲ့တင်မနှစ်ဖက်ကိုဖြာဘက်ကိုတွန်းပို့လိုက်မယ်။ Okay နော်။ပြီးတော့ပြီဆိုရင်ဘယ်ဒူးကိုနည်းလေးပြန်ကွေးမယ်။ဘယ်ခြေဦးကိုရှေ့ကိုလက်ဒူးကွေးခြေထောက်နှစ်ဖက်ကိုအတွင်းဘက်လေးပြန်လှမ်းမယ်။ရှေ့ဘက်ကိုပြန်ပြပေးမယ်။ Okay ခုနပုံစံတိုင်းပဲပြန်သွားမယ်။ခြေထောက်နှစ်ဖက်ကိုဘေးကိုခုနအနေထားတိုင်းပဲခြေလိုက်တယ်။လက်နှစ်ဖက်ကတင်ပါနေရာမှာလာထားထားတယ်ရင်ဘတ်နဲ့ပခေါ်နောက်ဆွဲခွင့်ထားတယ်တထောင်နဲ့နောက်တွန်းပို့ထားတယ်ညာခြေဦးကိုညာလှည့်မယ်ဘဲခြေဦးကိုအတွင်းလေးကိုနည်းနည်းလေးဆောင်းထားမယ်အနောက်ခြေထောက်ကိုအာရုံစိုက်မယ်ခြေဘွားအတွင်းဆောင်အပြင်ဆောင်လေးကိုဖြာဘက်ကိုတွန်းပို့လိုက်မယ်အဲ့ဒီအချိန်မှာဒီပေါင်ရှိကြွက်သားတွေအလိုလိုညှစ်ပြီးသားဖြစ်သွားပြီခြေထောက်အာရုံစိုက်အောင်ခြေဘွားအတွင်းဆောင်ပြင်ဆောင်လေးပြီးဒူးဆောင်မတင်ပေါင်ရှိကြွက်သားညှစ်ပြီးခြေထောက်ကိုဆန့်ထုတ်လိုက်ကိုယ့်ရဲ့စီးခုံနဲ့ရင်ဘတ်ကိုရှေ့ကိုဆွဲခဲ့မယ်။ညာလက်ကိုမျက်နှာချက်ဘက်ကိုဆန့်ထုတ်လိုက်မယ်။
ညာဘက်ခါးပြီးတစ်လျှောက်လုံးဆန်ထုတ်ရင်းနဲ့ခန္ဓာကိုယ်ရဲ့အပေါ်ပိုင်းကိုညာဘက်ကိုဆွဲယူမယ်ဒါပေမဲ့ဒီခါးနဲ့နံရိုးနေရာနဲ့မဆွဲဘူးပေါင်ရင်းနေရာနဲ့ဆွဲသွားမယ်ထောက်လျှောက်ဆွဲယူသွားမယ်ပြီးတော့ကိုယ့်ရဲ့လက်ပွားကခြေသလုံးအရိုးပေါ်မှာလာထားမယ်လက်ကဘယ်နေရာရောက်ရောက်အရေးမကြီးဘူးအဓိက idea ဒီကိုယ့်ရဲ့ခါးပြီးတစ်လျှောက်နဲ့ကြောရိုးဘယ်လောက်ထိဆန်ထုတ်နိုင်လဲလို့ချင်တာเนาะအဲ့တော့လက်ကဖြာပေါ်ရောက်သွားပြီးတော့ဒီခါးပြီးနေရာကြီးဝေးနေရဆိုလို့ရှိရင်ဒီ pose ကိုလေ့ကျင့်ရခြင်းအရေးရွယ်ချက်ကိုရအောင်မဟုတ်ဘူးအဲ့တော့လက်ဒီဘယ်နေရာရောက်ရောက်အဓိကအရေးကြီးတာမဟုတ်ဘူးကိုယ့်ရဲ့လက်ဖွာခြေသလုံးအရိုးပေါ်မှာပဲတင်လိုက်မယ်အဲ့အတွက်ခါးပြီးတစ်လျှောက်လုံးဆန်းထုတ်ထားတယ်ကြောရိုးတွေကိုဆန်းထုတ်ထားတယ်အနောက်ခြေထောက်ကိုသုံးနေရမယ်ခန္ဓာကိုယ်ရဲ့ weight ကိုအနောက်ကခြေထောက်ကတည်ထားတာကဲအရှိခြေထောက်ကိုသွားပြီးတော့သုံးနေရဆိုဒီဒူးမှာရှေ့ဒူးမှာလာပြီးတော့ဖိအားရှိသွားတယ်เนาะအဲ့တော့ရှေ့ခြေထောက်ကိုမသုံးဘူးနောက်ခြေထောက်ကိုများများသုံးလိုက်လေခန္ဓာကိုယ်ရဲ့ weight ကပေါ့လေလေပဲအဲ့တော့ဒီဘက်လက်ဖွာကဒီခြေသလုံးပေါ်မှာတင်ရုံပဲတင်မှာမဟုတ်လို့ထားတာမှာမဟုတ်ဘူးညာလက်ဖွာနဲ့ညာခြေသလုံးရိုးနဲ့တွန်းတဲ့အားဒီညာဘက်လက်မောင်းချက်တာတွေလာပြီးတော့ချိဆက်ပြီးဒီပခုံးနေနေရွက်နဲ့ဝေးလာလို့အောက်ဘက်ကလက်ဖွာလှုပ်ဆောင်ပေးထားတယ်โอเคเนาะဒီနေရာမှာခဏလေးနေမယ်ကိုယ့်ရဲ့မျက်လုံးလေးကရှေ့ကိုပဲကြည့်မယ်ဒါဆိုတော့ကျမတို့ကြောရိုးဆွဲနေနေရမဟုတ်ရှေ့တက်ကိုဆန့်ထုံတယ်အဲ့တော့ကြောရိုးခေါ်တဲ့နောက်ကိုဥကောင်းရိုးနဲ့လက်ပင်ရိုးကလိုက်မယ်ရွှေသွင်းရွှေထုံလေးနဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုခံစားကြည့်မယ်ပြီးပြီဆိုလို့ရှိရင်ဆင်းတော့အတိုင်းပဲပြန်တက်လာမယ်တင်မာမှာပြန်ထားညာဒူးလေးလေးကိုညာခြေကိုအတွင်းကိုလှည့်မယ်ပတ်ပြောင်းရအောင်ဘယ်ခြေကိုဘယ်ကိုပြန်လှည့်ခုနကပုံစံတိုင်းပဲညာခြေတော့အာရုံစိုက်မယ်ဒူးဆန်နေမှတင်ထားညာဘက်ပေါင်းရှိကြတာတွေညှစ်ထားတယ်ညာဘက်ခြေကအတွဲဆောင်ပင်ဆောင်အားလုံးကိုဖိပြီးပြီဆိုရှေ့ခြေတော့အာရုံစိုက်မယ်ဘယ်ဘက်ခြေကအတွဲဆောင်ပင်ဆောင်တွေဖိဘယ်ဒူးဆန်မှတင်ဘယ်ပေါင်းရှိကြတာညှစ်ပြီးတော့ခြေတော့ကိုဆန်မယ်စီးကုံနဲ့ရင်ဘက်ကိုရှေ့ကိုဆွဲလိုက်မယ်ဘယ်ဘက်လက်ကိုမျက်နှာချက်ကိုဆန်ထုံမယ်ခါးပြီးရှောက်လုံးဆန်ထုံရင်လည်းခဏကိုအပေါ်ပိုင်းကိုဘယ်ဘက်ချမ်းကိုဆွဲယူပါမယ်ဒီပေါင်ရင်းနေရာနဲ့ဆွဲပါမယ်နော်ကိုယ့်ရဲ့ခါးပြီးတစ်လျှောက်နဲ့ကြောရိုးဘယ်တော့ထိဆန့်ထုတ်နိုင်လဲလေ့ကျင့်ချင်တာအဲ့တော့ဘယ်ဘက်လက်ဖွာဘယ်ဘက်ခြေတော့အယိုးပေါ်မှာလည်းထားလက်ဖွာနဲ့ခြေတော့အယိုးနဲ့တွန်းတဲ့အားဒီမရရဲ့ဒီပခုံးကိုဒီလိုရေမဖြစ်အောင်လို့လေ့ကျင့်ပြီးလှုပ်ဆောင်ပေးလိုက်မယ်နော်အကူအညီပေးတယ်အဲ့တော့ဒီလက်ဖွာကအနားယူရမှာမဟုတ်ဘူးလက်ဖွာနဲ့ခြေတော့အယိုးနဲ့တွန်းတဲ့အားကိုယူတယ်လက်မောင်းကျက်သားတွေလာချိဆက်တယ်ကိုယ့်ရဲ့ပခုံးကိုနေရွက်နဲ့ဝေးတဲ့ဘက်ကိုတွန်းပို့တယ်ဒီနေရာမှာရွှေသိန်းရွှေထုံလေးနဲ့ခံစားကြည့်မယ်နောက်ကဆန့်ထုတ်ထားတဲ့ခြေထောက်ကိုသုံးနေတယ်ဒီရဲ့ညာဘက်ပခုံးအနောက်ကိုတွန်းပို့မယ်โอเคပြန်တက်လာမယ်ဆင်းတော့အတိုင်းပဲပြန်တက်မယ်မြေလန်းတစ်ဖက်လုံးတင်မမှာပြန်ထားခြေဒူလေးနည်းနည်းလေးကွေးခြေဝတ်အတွင်းကိုလည်းဒူးလေးပြန်ကွေးမယ်အတွင်းဘက်ကိုပြန်နှမ်းမယ်ပုံစံတခြားမတက်ရအနေထားလေးမှာပြန်နေမယ်ဒီ pose ကို data center လို့ခေါ်တယ်เนาะပုံစံတခြားမတက်ရအနေထားနားယူတဲ့ pose လို့လည်းသတ်မှတ်လို့ရတယ်ခုနပုံစံတိုင်းပဲခြေထောက်နှစ်ဖက်ကိုဘေးကိုပြန်ချဲအောင်ညာခြေကိုညာကိုလှည့်မယ်ဘဲခြေကိုအတွင်းကိုလှည့်မယ်ဒီမှာဒီခန္ဓာကိုယ်အပေါ်ပိုင်းကဒီရှေ့ခြေထောက်ဘက်ကိုလိုက်မပါဖို့အတွက်ဆိုရင်ပထမတစ်ခါကပြောခဲ့သလိုပဲခြေပွားအတွင်းဆောင်ပြင်ဆောင်နေပြီးဒူးဆန်နေမှတင်ပေါင်ရှိကြွတာတွေညစ်1 point အောက်ပိုင်းနဲ့အတွင်းကိုဆွဲရှက်ပြီးတော့စီးခုံနေရင်ဘက်ကိုရှေ့ကိုဆွဲလှည့်မယ်။ Okay နော်။ဒီလိုဆွဲလှည့်တဲ့အချိန်မှာကိုယ့်ရဲ့အစစ် joint တွေကိုမသုံးဘူး။ joint တွေကိုသုံးပြီးဆွဲလှည့်တာမဟုတ်ပဲနဲ့ကြွတာတွေကိုသုံးပြီးဆွဲလှည့်မယ်နော်။ Okay ပြီးတော့နောက်တစ်ဆင့်တက်မယ်။ရှုသွင်းခန္ဓာကိုယ်လှုပ်ဆောင်ချက်တွေကိုပြင်ဆင်တယ်ရှုထုတ်မယ်ညာဒူးကို60ဒီဂရီဖြစ်အောင်ဝေးချမယ်အဲ့မှာဒူးကိုဝေးချလိုက်တဲ့အချိန်မှာခန္ဓာကိုယ်ရဲ့အပေါ်ပိုင်းကဒီကိုေးလိုက်တဲ့ဒူးဘက်ကိုလိုက်မပါဖို့အတွက်ဆိုရင်အနောက်ကဆန့်ထုတ်မဲ့ခြေထောက်ကိုသုံးပါရမယ်အနောက်ကဆန့်ထုတ်တဲ့ခြေထောက်ကိုဘက်ကို weight ကိုပို့လိုက်တော့မှဒီအရှိဒူးမှာဖိအားမရှိမှာအဲ့တော့အနောက်ဘက်ကဆန့်ထုတ်ထားတဲ့ခြေပွားအတွင်းဆောင်ပြင်ဆောင်တွေဖြာဘက်ကိုဖိချတယ်ဒူးဆန်ကိုမတင်တယ်ပေါင်ရှိကြွတာကိုမတင်ထားတယ်ဒူးကွေးလိုက်တဲ့အချိန်မှာခန္ဓာကိုယ်လိုက်မပါပါဘူးเนาะအလဲစင်တာမှာပဲရှိရမယ်ကိုယ့်ရဲ့ခန္ဓာကိုယ်อ่ะအဲ့တော့ရှေ့ဒူးဒီကွေးလိုက်တဲ့အချိန်မှာတောင်းမှန်ကြကြပဲဖြစ်ရမယ်ဒီ
ဒီလိုတောင်းပန်ကြဖို့ဆိုရင်နောက်ကဆန်းထုတ်ထားတဲ့ခြေထောက်ကိုကိုက3မိမှာရဒီနေရာမှာခဏလေးနေမယ်ရှုသွင်းရှုထုံလေးနဲ့ကိုခံစားကြည့်မယ်ပြီးတော့ပြီဆိုရင်ခြေထောက်ရဲ့ကြွက်သားတွေကိုတော့ဒူးလေးကိုဆက်ခြေဦးကိုရှေ့ကိုလှည့်မယ်ဗတ်ပြောင်းရအောင်ဘယ်ခြေဦးကိုဘယ်ကိုလှည့်ညာခြေဦးလေးကိုတွင်းလေးကိုနည်းနည်းလေးလှည့်ခုနကပုံစံတိုင်းပဲရင်ဘတ်နဲ့စီးခုံအရှိဘက်ကိုဆွဲလက်မယ်ခြေထောက်ရဲ့ကြွက်သားတွေဝမ်းပိုင်းကြွက်သားတွေတုံးပြီးတော့အရှိကိုဆွဲလက်မယ်ရှုသွင်းနဲ့ခဏကိုလှုပ်ဆောင်ချက်တွေကိုပြင်ဆင်နဲ့ရှုထုတ်မယ်ရှေ့ဒူကိုကွေးချလိုက်တဲ့အချိန်မှာခဏကိုပေါ်ပိုင်းလိုက်မပါဘူးနောက်ကဆန်းထုတ်ထားတဲ့ခြေထောက်ကိုသုံးပါရကွေးလိုက်တဲ့ဒူကလုံးဝကိုတောင်းပန်ကြကြလေးကွေးချရမယ်နော်ရှေ့ဒူကိုကွေးလေးဝိတ်ကိုနောက်ခြေထောက်ကိုပို့ရလေးနောက်ဘက်ကဆန့်ထုတ်လာတဲ့ခြေပွားအတွင်းဆောင်ပြင်ဆောင်တွေကိုဖိချမယ်။ရင်မနဲ့ပခေါ်နောက်ဆွဲခွင့်တထောင်နဲ့အနောက်တွန်းပို့မယ်။ရှုသွင်းရှုထုံနဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်ခံစားကြည့်မယ်။ပြန်တက်လာမယ်။ခြေပွားကိုဖိဒူကိုဆန့်ခြေဝတ်ရှေ့ကိုလှည့်မယ်။ဒူလေးဝေးမယ်ခြေထောက်နှစ်ဖက်လုံးကိုအတွင်းဘက်ကိုလှမ်းလာ။ Okay ပုံစံတကျမတက်ရအနေထားမှာခဏလေးနေမယ်။လေကိုပြေးချင်းရှုသွင်းပြေးချင်းရှုထုတ်မယ်။ Okay အခုဒီတစ်ခါဖြာရဲ့ရှေ့နာလာမှာမတက်ရလိုက်ရအောင်။ညာခြေကိုအနောက်ကိုလှမ်းကြည့်လှမ်းလိုက်။လှမ်းလိုက်တဲ့အချိန်မှာဒီညာဘက်ခြေထောက်ကဘယ်ဘက်ခြမ်းကိုဝင်သွားစေလဲ။ညာခြေထောက်ဒီညာဘက်ခြမ်းမှာပဲရှိရမယ်။အနောက်ကညာခြေဦးကဒီလိုအပြင်ကိုမလှည့်ထားဘူး။အတွင်းကိုနည်းနည်းလေးဆောင်းထားမယ်ခြေဖနောက်ကဖြာအောင်လုံးဝတွန်းချမယ်ခြေပွားအတွင်းဆောင်ပြင်ဆောင်နေဖိအဲ့ဒီဖိရဲ့အားဒီမတို့ရဲ့ဒီဒူးအဆန်ပေါင်ရှိတွက်သားကိုညှစ်ပြီးသားဖြစ်သွားစေโอเคเนาะပြီးသွားပြီဆိုရင်ရှေ့ခြေထောက်အာရုံဆိုင်ရှေ့ဘက်ကခြေပွားအတွင်းဆောင်ပြင်ဆောင်နေလုံးဝဖိထားတယ်ဒူးဆန်ဒီမှာတင်ပေါင်ရှိတွက်သားနဲ့ညှစ်ထားမယ်အဲ့ဒါနဲ့ကိုယ့်ရဲ့ညာတင်မားလေးကိုနည်းနည်းရှေ့ကိုတွန်းပို့လိုက်တယ်ကြောရိုးကိုဆန်နဲ့ဝမ်းပိုင်းအောက်ပိုင်းအတွင်းကိုဆွဲရှက်မင်းညာကိုခြေထောက်ဘက်ကိုဆန်ထုတ်ထားတယ်။ရင်ဘတ်နဲ့ပခေါ်အနောက်ဆွဲခွင့်ရှုသွင်းရှုထုတ်မယ်ရှေ့တူကိုဝေးချမယ်။ခုနကပုံစံတိုင်းပဲနောက်ကဆန်ထုတ်ထားတဲ့ခြေထောက်ကိုသုံးတော့မှခန္ဓာကိုယ်ပေါ်ပါဒီလိုလိုက်မပါပါမယ်။အဲ့တော့နောက်ကဆန်ထုတ်ထားတဲ့ခြေထောက်ကိုသုံးမင်းညာကိုခြေထောက်ဘက်ကိုဆန်ထုတ်ရှေ့တူကိုဝေးချမယ်။ရှုသွင်းရှုထုတ်လေးနဲ့အဲ့တိုင်းခဏလေးနေမယ်။ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုခံစားကြည့်နေမယ်ပြန်ထလာမယ်ရှေ့ဒူကိုအရင်ဆက်ပြီးသွားရင်ခန္ဓာကိုယ်အရှေ့ကိုဆွဲလက်ပြီးရင်နောက်ခြေထောက်ကရှေ့ကိုပြန်လှမ်းမယ်ပတ်ပြောင်းမယ်နော်ဘယ်ခြေထောက်ကိုနောက်ကိုလှမ်းကြည့်လိုက်မယ်ခုနအကွာဝေးတိုင်းနဲ့လှမ်းမယ်နောက်ကခြေကိုအတွဲကိုနည်းနည်းလေးဆောင်းထားမယ်ခြေနောက်ကဖြားဘက်ကိုတွန်းခြေပေါ်အတွဲဆောင်ပြင်ဆောင်မျိုးဖိချအဲ့လိုဖိချလိုက်တဲ့အချိန်မှာဒူးဆန်ဝါတင်ပေါင်ရှိတွက်တာကိုညှစ်ထားပြီးသားဖြစ်သွားပြီရှေ့ဘက်ကခြေပေါ်အတွဲဆောင်ပြင်ဆောင်မျိုးဖိမယ်ဒူးဆန်ဝါတင်ပေါင်ရှိတွက်တာကိုညှစ်ထားမယ်ဘဲတင်မားလေးကိုရှေ့လေးနည်းနည်းလေးတွန်းပို့ဝမ်းပိုင်းအောက်ပိုင်းအတွဲကိုဆွဲချက်မင်းညာကိုခြေထောက်ဘက်ကိုဆန်ထုတ်ထားလေကိုရှုသွင်းခန္ဓာကိုယ်လှုပ်ဆောင်ချက်တွေကိုပြင်ဆင်မယ်ရှုထုတ်မယ်ရှေ့ဒူကိုဝေးချနောက်ကဆန့်ထုတ်ထားတဲ့ခြေထောက်ကိုသုံးတာရှေ့ဒူသည်ရှေ့ခြေထောက်သည်တောင်းပန်ကြကြလေးဖြစ်နေရမယ်နော်မင်းညာရိုးကိုခြေထောက်ဘက်ကိုဆန့်ထုတ်ထားမယ်ခဏလေးမြင်မယ်ရှုသွဲရှုထုံလေးနဲ့ကိုခံစားကြည့်မယ်ပြီးသွားရင်ဆိုရင်ရှေ့ခြေထောက်လေးကိုဆန့်နောက်ခြေထောက်ကိုရှေ့ကိုပြန်တက်ပါပုံစံတကျမတက်ရနေထားမှာခဏလေးနေနှလုံးလေးနှိပ်ထားခြင်းနဲ့ရတယ်လေကိုရှုသွင်းရှုထုတ်မယ်ခုထိုင်ပြီးတော့လေ့ကျင့်ရတဲ့ pose ကိုသွားမယ်နော်ခြေထောက်နှစ်ဖက်ကိုအရှေ့ကိုဆန့်ထုတ်ပြီးထိုင်ဒီလိုထိုင်တဲ့အချိန်မှာပေါင်နဲ့ခါတင်းနေတဲ့သူတွေကကိုယ့်ရဲ့ကြောရိုးနဲ့ညီညွတ်ရိုးဆန့်နိုင်မှာမဟုတ်ဘူးအဲ့လိုလိုမျိုးဆိုလို့ရှိရင်တင်မားရဲ့အောက်မှာအမြင့်တစ်ခုထားပြီးတော့ထိုင်လို့ရတယ် lock ဖြစ်ဖြစ်အိမ်မှာရှိတဲ့မျက်နှာသုံးပွားကိုခက်ထူထူလေးခောက်ထိုင်နိုင်ထိုင်ရင်တင်မားနှစ်ဖက် sitting bones လို့ခေါ်တဲ့နေရာနှစ်ခုကပဲအဲ့ဒီအမြင့်ပေါ်မှာရှိမယ်။ပေါင်ရင်ကနေစပြီးမှခြေထောက်တစ်ချောင်းလုံးကအရှေ့ကိုဆန်ထုတ်ထားရမယ်နော်။ဒူးဆန်နေမှတင်ထားတဲ့ပေါင်ရှိကြွသားရဲ့ညှစ်ပြီးခြေထောက်ကိုဆန်ထုတ်လိုက်တယ်။ခြေပြားကော့ထားတယ်။ခြေမချင်းချင်းထိမယ်။ခြေပွားအတွဲစားချင်းချင်းထိမယ်။ခြေဖနောက်ချင်းချင်းထိထားမယ်။ Okay လက်တစ်ဖက်က
ပေါင်ပေါ်မှာတင်ထားတယ်ရင်ဘတ်နဲ့ပခုံးအနာကိုဆွဲခွင့်ညလုံးကအရှိတဲ့ကိုပဲကြည့်တယ်ညလုံးအကြည့်ကိုမပြောင်းဘူးနော်ညလုံးအကြည့်ပြောင်းလိုက်တာနဲ့ခေါင်းရဲ့အနေထားလိုက်ပြောင်းတဲ့အတွက်ညလုံးကိုအကြည့်ကိုမပြောင်းဘူးဒီကနေကိုယ့်ရဲ့လက်တစ်ဖက်ကိုပခုံးနဲ့လမ်းနဲ့ရှေ့ကိုဆန့်ထုတ်လိုက်မယ်တံတောင်ကွေးတဲ့နေရာနှစ်ခုအချင်းချင်းနဲ့ချင်းဆိုင်ထားတယ်အဲ့ဒီနေရာလေးကိုညှစ်ထားကိုယ့်ရဲ့ပခုံးနဲ့ရင်ဘတ်ကိုအနာကိုပြန်တွန်းပို့လိုက်လက်ပြင်နှံကိုအချင်းချင်းနီးကပ်သွားမယ်ရှူသွင်းနဲ့ခနာကိုယ်ရဲ့လှုပ်ဆောင်ချက်တွေကိုပြင်ဆင်နဲ့ရှူထုတ်မယ်လက်နှစ်ဖက်ကိုခေါင်းရဲ့အထက်ကိုမှာပခုံးလေးပြန်လျှော့ချမယ်နံရိုးကိုသွားမညှစ်ဘူး1 byte အောက်ပိုင်းနဲ့အတွင်းကိုဆွဲရှက်ဒူးဆန်လေးမှတင်ပေါင်ရှူတက်တာလေးညှစ်ထားတယ်ရှူသွင်းရှူထုတ်လေးနဲ့ကိုယ့်ရဲ့ခနာကိုခံစားကြည့်မယ်ပြီးပြီဆိုလို့ရှိရင်လက်ကိုသားလေးပြန်ချမယ်โอเคနော်ပြီးသွားပြီဆိုရင်ဒူးလေးကိုပြန်ဖွေးမယ်ကိုယ့်ရဲ့ခြေထောက်နှစ်ဖက်ကိုရှက်ခြေထောက်ရှက်ဆိုတဲ့အချိန်မှာခြေချင်းဝတ်ကိုရှက်တာမဟုတ်ပဲနဲ့တစ်ဖက်ရဲ့ခြေသလုံးယူနဲ့ကြံတစ်ဖက်ရဲ့ခြေသလုံးကြွက်သားလေးကိုရှက်မယ်ခြေပွားအပြင်ဆောင်မသုံးခြေပမိုးကဖြာပေါ်မှာရှိတယ်ဒီမှာကိုယ့်ရဲ့ဒူးနှစ်ဖက်ကဒီခြေပွားပေါ်မှာရှိနေရမယ်အဲ့အချိန်မှာဒူးနှစ်ဖက်ညီသွားရင်တင်မနှစ်ဖက်ကညီလာလိမ့်မယ်โอเคနော်ပြီးတော့ခနာကိုယ့်ရဲ့အပေါ်ပိုင်းကိုညနေချက်ဘက်ကိုဆန့်ထုတ်တယ်ရင်မနဲ့ပခုံးလေးကိုအနာကိုဆွဲခွင့်လိုက်တယ်ဒီတိုင်းလေးပဲခဏလေးနေမယ်နော်ဘာမှမလုပ်ဘူးပြီးတော့ကိုယ့်ရဲ့ညာဘက်ပေါင်အပြင်ကိုဘယ်ဘက်လက်ကခိုင်မယ်ညာဘက်လက်ချောင်းထိပ်လေးတွေကဒီဖြာပေါ်မှာချလဲရတယ်ဒါပေမဲ့ဖြာပေါ်မှာချရင်ဘာဖြစ်သွားမလဲဆိုရင်ဒီအမြင့်နေရာနဲ့ဒီကိုယ့်ရဲ့လက်ကအနောက်ကိုရောက်သွားတဲ့အတွက်ကြောင့်ခနာကိုကအနောက်ကိုရိုင်သွားလိမ့်မယ်ခနာကိုအနောက်ကိုမြိုင်စေခြင်းဟုတ်အဲ့တော့ဒီကိုယ့်ရဲ့ဒီအမြင့်ခံထားတဲ့တင်မရဲ့အောင်အမြင့်ခံထားတဲ့သူကအဲ့ဒီအမြင့်ပေါ်မှာလာချဆောင်းဆိုလို့ရှိရင်ဆောင်းပေါ်ထား block ဆိုလို့ရှိရင် block ပေါ်မှာထားလိုက်လက်ချောင်းထိပ်လေးနဲ့ပဲထားမယ်လက်ကိုခွက်ပုံစံမျိုးလေးထားမယ်တတောင်ဒီလိုမဆန့်နိုင်ဘူးတတောင်ဆန့်နိုင်ရင်ဒီပခုံးကတက်လာဒီပခုံးကိုသွားပြီးမညစ်ထားစေချင်အဲ့တော့တတောင်လေးကိုွေးလိုက်တယ်လေးကိုရှုတဲ့နဲ့ခနာကိုမလှည့်သေးဘူးညလုံးခေါင်းလည်းမလှည့်သေးဘူးเนาะညလုံးကအရှိကိုပဲကြည့်မယ်ခေါင်းကအရှိကိုပဲထည့်ထားတယ်ရှုသွင်းနဲ့ရှေ့ဘက်ကလက်ပွားနဲ့ပေါင်နဲ့တွန်းနဲ့အားနဲ့ကြောရိုးကိုဆန့်နဲ့ညညွတ်ရိုးကိုဆန့်နဲ့ရှုထုတ်တဲ့နောက်ကလက်ချောင်းထိပ်ရဲ့အကူညီလေးနဲ့ခနာကိုရဲ့အပေါ်ပိုင်းကိုကြောရိုးနေရာကိုဘယ်ကနေညာဆွဲတယ်အဲ့ချိန်မှာကြောရိုးကပြပြချင်းစီလှည့်လာပြီဆိုကိုယ့်ရဲ့လက်ဘင်းရိုးနဲ့ခေါင်းကကြောရိုးခေါ်တဲ့နောက်ကိုလိုက်တဲ့နေလိုက်တာโอเคเนาะနောက်ဘက်ကညာပခုံးနဲ့ညာရင်ဘက်ကိုနောက်ကိုတွန်းပို့တယ်ညာတလောင်လေးကိုနောက်ကိုတွန်းပို့တယ်လေကိုရှုသွင်းတဲ့ကြောရိုးကိုဆန့်နဲ့ညညွတ်ရိုးကိုဆန့်နဲ့ရှုထုတ်မယ်ကြောရိုးကိုနောက်ကိုဆွဲလိုက်မယ်ကိုခံစားကြည့်မယ်ကိုယ့်ရဲ့ညာလက်ပြင်ရိုးဒီအလဲကြောရိုးနဲ့နေသွားတယ်ဘယ်လက်ပြင်ရိုးဒီအလဲကြောရိုးနဲ့ဝေးသွားတယ်ကြောရိုးကအနောက်ကိုအပြည့်အဝဆွဲလှည့်သွားပြီဆိုရင်ခေါင်းကလည်းကြောရိုးခေါ်တဲ့နောက်ကိုလိုက်သွားတော့မယ်နောက်ကိုတော့လှည့်လိုက်တော့ရှုသွင်းရှုထုတ်နေနဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုခံစားကြည့်နေမှာစတိုင်းဒီလိုမျိုးမလာအောင်နော်ဒါဆိုရင်ခန္ဓာကိုယ်ကအနောက်ကိုရိုင်သွားပြီကြောရိုးဆွဲလှည့်နေရမဟုတ်တော့ဘူးခန္ဓာကိုယ်ကနောက်ကိုရိုင်နေတာပဲရှိတော့အဓိက idea ဒီကိုယ့်ရဲ့ကြောရိုးကိုဆွဲလှည့်နေတာပြီးပြီဆိုလို့ရှိရင်ဒီနေရာမှာရှုသွင်းရှုထုတ်လေးနဲ့နေပြီးသွားရင်ခေါင်းလေးကိုရှေ့ကိုပြန်တယ်လက်ကိုရှေ့ကိုပြန်တယ်ပြီးသွားရင်ပတ်ပြောင်းပြီခြေတော့ကိုရှက်ထားတဲ့ဘက်ကိုပတ်ပြောင်းပြီးပြန်ရှက်လိုက်မယ်ခုနပုံစံတိုင်းပဲတစ်ဖက်ရဲ့ခြေသလုံးကြွက်တာနဲ့ကျန်တစ်ဖက်ရဲ့ခြေသလုံးအယိုးကိုရှက်မယ်ဒူးနှစ်ဖက်ရဲ့အောက်မှာခြေပွားရှိမယ်ခနာကိုရဲ့အပေါ်ပိုင်းကိုနည်းနည်းချက်ဘက်ကိုဆန့်ထုတ်နှလုံးလေးရှေ့ကိုကြည့်ညာဘက်လက်ကဘယ်ဘက်ပေါင်ရဲ့အပြင်ကိုကိုင်းမယ်ဘယ်ဘက်လက်ကဘေးကနေဝိုက်လက်ချောင်းထိပ်လေးနဲ့ပဲထားမယ်လက်ကိုခွက်ပုံစံလိုလေးထားမယ်ကိုဘယ်နေရာထားရင်ခနာကိုလေးမှတ်မယ်ကိုတွေးကြည့်နော်ကဲအနောက်ဘက်မှာလာချလိုက်ပြီဆိုခနာကိုရိုင်သွားပြီဒါဆိုရင်လက်ကိုအနောက်ဘက်မှာထားလို့အဆင်မပြေတော့အဲ့တော့ဘယ်နေရာမှာထားရင်ကိုယ့်ရဲ့ခနာကိုလေးမှတ်မယ်တက်အလဲစင်တာကိုရောက်မယ်ဆိုတာကိုရှာကြည့်မယ်နော်အဲ့တော့ခနာကိုအလဲစင်တာကိုရောက်တဲ့နေရာမှာလက်ချောင်းထိပ်ကိုထားမယ်လေကိုရှုသွင်းတဲ့ကြောရိုးဆန်နဲ့ရင်ညွတ်ရိုးဆန်ရှုထုတ်တဲ့လက်ချောင်းထိပ်ကိုဖိခနာကိုရဲ့အပေါ်ပိုင်းကိုညာနေပဲကိုဆွဲတယ်အဲ့ချိန်မှာကိုခံစားကြည့်ကိုယ့်ရဲ့ခန္ဓာကိုတစ်ဖက်ကိုရိုင်လာတာပခုံးတစ်ဖက်ကအပေါ်တက်လာတာပခုံးတစ်ဖက်ပေါ်တက်လာရဲဆိုပခုံးတစ်ဖက်ကိုအောက်ဘက်ကိုပြန်ရှော့ချရှုသွင်းရှုထုတ်နေတဲ့ကိုယ့်ရဲ့ခန္ဓာကိုစတိုက်ခံစားကြည့်တော့ဒီတိုင်းခန္ဓာကိုဆွဲနေရုံဆွဲနေတဲ့တတ်မဟုတ်ဘူးเนาะကိုယ့်ရဲ့ခန္ဓာကိုနားထောင်နေ
ကြောရိုးကအနောက်ကိုလုံးဝလှည့်သွားပြီဆိုရင်ခေါင်းကိုပြေဝလှည့်လိုက်တော့နောက်ကရင်ပတ်တဲ့ပခုံးကိုအနောက်ဆွဲခွင့်နဲ့ကိုယ့်ရဲ့ဘယ်ဘက်လက်ပြင်ရိုးတွေလည်းကြောရိုးနဲ့နေလာတယ်ညာလက်ပြင်ရိုးတွေလည်းကြောရိုးနဲ့ဝေးသွားတယ်ဟိုခံစားကြည့်မယ်ရှုသွင်းရှုထုတ်လေးပြီးသားဆိုခေါင်းကိုရှေ့ကိုပြန်လှည့်မယ်လက်ကိုရှေ့ကိုပြန်လှည့်ခြေထောက်နှစ်ဖက်ကိုရှေ့ဘက်ကိုပြန်ဆန်ထုတ်လိုက်မယ်ဒူးဆန်မတင်ပေါင်ရှိတွက်တာကိုမတင်ထားမယ်โอเคဒီနေ့အတွက်တော့ဒီနောက်ပဲเนาะနောက်ဘက်မှာဒီဗီဒီယိုကိုဘယ်လိုပုံစံကြည့်ရမလဲဆိုတာကိုပြောပြပေးထားတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပြီเนาะအခုသင်ပေးသွားတဲ့ week 1 sequence ကိုစားလေ့ကျင့်တဲ့ရက်ကနေစပြီးတော့တပတ်တိနေ့တိုင်းဒီ sequence ကိုပဲလေ့ကျင့်ပေးပါ။ဘာကြောင့်လဲဆိုရင် post တွေကိုထပ်ခါလေ့ကျင့်ရင်းနဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်လေ့လာစေခြင်းနဲ့နားလည်စေခြင်းနဲ့ခံစားတတ်စေခြင်းတဲ့အတွက်ကြောင့်နေ့တိုင်းဒီ sequence ကိုပဲလေ့ကျင့်ခိုင်းရခြင်းဖြစ်ပါတယ်။နောက်တစ်ပတ်တနင်္ဂနွေနေ့မှာ week 2 sequence ကိုတင်ပေးပါမယ်။အားလုံးဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။ကျေးဇူးတင်ပါတယ်။